အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့လူတိုင်းအတွက်တော့စားစရာမကောင်းပေမဲ့ကျွန်တော်အတွက်ကတော့စားစရာဟင်းကောင်းလေးတစ်ခွက်ကိုချက်မှာဖြစ်ပါတယ်မိတ်ဆွေတို့ကျွန်တော်ချက်မဲ့ဟင်းကတော့မိုးနဲ့ချက်သွန်ဥနီနဲ့နောက်ပြီးတော့ချက်သွန်မိတ်ကိုနည်းနည်းလေးကြော်မှာဖြစ်ပါတယ်ပထမဦးဆုံးကျွန်တော်ချက်သွန်ဖြူကိုစီတက်ပြီးတော့ဒီချက်သွန်ဥနီကိုထည့်လိုက်ပါတယ်အဲ့ဒါကိုထည့်ပြီးတော့မိုးကိုထည့်ပါတယ်ပြီးရင်တော့ဒီချက်သွန်မိတ်ကိုထည့်လိုက်ပါတယ်မိတ်ဆွေတို့ကျွန်တော်မွေပေးရင်းနဲ့ဒီလိုပုံစံလေး15မိနစ်လောက်မွေပေးလိုက်ပါတယ်ကျွန်တော်15မိနစ်လောက်မွေတဲ့အချိန်ကတော်တော်လေးကြာပါတယ်မိတ်ဆွေတို့ဒါကကျွန်တော်ဗီဒီယိုကိုနည်းနည်းမြန်ထားတဲ့အတွက်ကြောင့်မြန်နေတာဖြစ်ပါတယ်ဒါဆိုချက်တဲ့အခြေအနေတစ်ခုကိုရောက်ရှိပါပြီမိတ်ဆွေတို့ကျွန်တော်စားအချုံမို့တော့အနည်းငယ်သာထည့်ပြီးအရသာတိတ်မရှိတဲ့ဟင်းတစ်ခွက်လေးဖြစ်ပါတယ်ငရုတ်သီးမပါစားကအနည်းငယ်အချုံမုတ်ကအနည်းငယ်သာထည့်တဲ့ဟင်းတစ်ခွက်လေးကိုရရှိပါပြီမိတ်ဆွေတို့စားကြပါဦးမိတ်ဆွေတို့